Hi, aku tolong ninu driver ayan lure ta jamlo truck driver alo khore video တွေကိုတင်ဖြစ်တယ်အဲ့ဒီချိန်မှာလူတွေအများကြီးဖုန်းခေါ်ပြီးတော့အလုံးနဲ့ပတ်သက်ပြီးမေးလာကြတယ်ဒါပေမဲ့အများတော့အဖြစ်အားလုံးမှာပေါ့နော်တူညီတဲ့မေးခွန်းလေးတွေရှိနေတယ်ဆိုတော့အဲ့ဒီမေးခွန်းက truck မောင်းဖို့အတွက်ဘာ license တွေလိုတယ်လဲဘယ်လိုလုပ်လို့ရလဲဆိုပြီးတော့ခဏမေးကြတယ်အဲ့ဒီတော့ဒီနေ့ဗီဒီယိုထဲမှာက CDL commercial driver license ကိုဘယ်လိုလုပ်လို့ရတယ်လဲဆိုတဲ့ဟာလေးတွေကိုပြောပြတော့မှမလို့ contract မောင်းဖို့အတွက် license လုပ်ချင်တဲ့လူတွေဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်ကြရအောင်နော်Class A commercial driver license ဘယ်လိုလုပ်လို့ရလဲဆိုတော့မပြောပြခင်မှာထုံးစံအတိုင်းအလုပ်ခေါ်စာရင်ဗီဒီယိုတင်မယ်နော်။ကဲနနူကတော့ Houston Texas မှာနေတယ်။ company နာမည်ကတော့ DK Express ဖြစ်တယ်။ commercial driver license CDL ရတာ2 year experience ရှိတယ်ဆိုရင်တော့နနူစီမှာလာ join မှာနနူလောလောဆယ် driver တွေလိုပါတယ်။နောက်ပိုင်းမှာလည်း truck တွေအများကြီးဝယ်မှာမလို့ကိုက driver license ရှိပြီးတော့2 year experience ရှိတယ်ဆိုရင်တော့နနူစီမှာအလုပ်လာလျှောက်လို့ရပါတယ်။လောလောဆယ်ကလည်း ready ဖြစ်တဲ့ truck နဲ့ trailer တွေလည်းရှိပြီဆိုတော့တကယ်လို့ကိုကစိတ်ဝင်စားရဲဆိုရင်နင်တို့စီမှာဖုန်းခေါ်လာပါနင်တို့ရဲ့ဖုန်းနံပါတ်နဲ့နာမည်တွေကဒီပေါ်မှာပဲရေးထားလိုက်မယ်နော်ကဲအဲ့လိုဆိုရင်တော့စကြရအောင်နော် commercial driver license အဲ့ဒါက CDL လို့အတူကောက်လို့ခေါ်ပြီးတော့ truck mountain နေဆိုရင်တော့ class A ကိုရအောင်လုပ်ရပါတယ်ဆိုတော့ဘယ်လိုလုပ်လို့ရလဲစကြမယ်နော်ပထမဦးဆုံးဘယ်သူတွေရှောက်လို့ရလဲဆိုတာအရင်ပြောမယ်အဲ့ဒါကတော့တကယ်လို့ကိုနေတဲ့မြို့တွင်းမှာပဲမောင်းမယ်ဆိုရင်တော့အသက်16နှစ်ပြည့်ရပါမယ်တကယ်လို့ကိုကတခြား state တွေမှာလည်းထွက်ပြီးတော့မောင်းမယ်ဆိုရင်တော့အနည်းဆုံးအသက်23နှစ်ပြည့်ရပါမယ်အဲ့ဒီလူက social security ရှိရမယ်ဒီနိုင်ငံမှာနေဖို့အတွက်အခွင့်အရေးရှိတဲ့လူဖြစ်ရမှာဖြစ်ပြီးတော့ကိုတိုင်းလက်ရှိရိုး driver license ရှိတဲ့လူဖြစ်ရပါမယ်နော်ခုနကအချက်တင်နဲ့ပြည့်သွားပြီဆိုရင်တော့ကျန်းမာဖို့လည်းလိုတယ် FMCSA ကနေပြီးတော့ require လုပ်ထားတဲ့ physical check-up ကိုလုပ်ရမယ်အဲ့ဒါက medical examiner certificate လို့ခေါ်ပါတယ်တကယ်လို့ကအသက်22နှစ်ပြည့်တယ်ဒီနိုင်ငံမှာနေလို့ရတဲ့ social security လည်းအကုန်ပြည့်စုံရှိတဲ့လူတယောက်ဆိုရင်တော့ physical check-up လုပ်ပြီးတော့အဲ့ဒါအောင်ပြီဆိုရင်တော့နောက်တစ်ဆင့်သွားလို့ရမှာပေါ့နော် CDL driver license ရဖို့အတွက်ကတော့ test နှစ်ခုကိုလုပ်ရတယ်ပထမတစ်ခုကတော့စာသွေးပေါ့နော်ဒုတိယတစ်ခုကတော့လက်တွေ့ပေါ့ဆိုတော့စာသွေးကိုကြာရင်တော့သူက learner permit လို့ပြောတာပေါ့နော် learner permit ရဖို့အတွက်ကတော့စာသွေးဖြေရတယ်အဲ့ဒီစာသွေးဖြေတဲ့စာမေးပွဲက written knowledge လို့ခေါ်တာပေါ့အဲ့ဒီ test ကပုံမှန်အဖြစ်ကတော့ general knowledge air brake combination vehicle ဆိုပြီးတော့ test လေးတွေကိုဖြေရတယ်ဒါကတော့ state တစ်ခုနဲ့တစ်ခုပေါ်မှာမူတည်ပြီးတော့ပြောင်းလဲမှုလေးတွေရှိတယ်တကယ်လို့ကိုယ့်ရဲ့ test က80အနည်းဆုံးဒါမှမဟုတ်80အထက်ရတယ်ဆိုရင်တော့အောင်ပါတယ်ဥပမာမေခွန်း90ထဲကနေ40အောင်ရမှာပေါ့နော် test အောင်ပြီးသွားပြီဆိုရင်တော့အဲ့ဒီ test အောင်နေဆိုတဲ့လက်မှတ်ရဲ့ပြီးတော့ခုနကတော့ကိုစစ်ထားတဲ့ဒီ physical check up လုပ်ထားတဲ့လေ medical examiner certificate ရဲ့အဲ့ဒီနှစ်ခုနဲ့ driver license ရုံးမှာ learner permit အတွက်ပေါ့နော် fit ပေါ့နော်90အောက်လို့ပဲထင်တယ်ကောင်းတော့မမှတ်မိတော့ဘူး learner permit fit ကိုပေးပြီဆိုရင်တော့ learner permit ရသွားပါပြီ learner permit ရပြီဆိုရင်တော့ဒီတော့လက်တွေ့ပေါ့နော် driving test တို့ဘက်ကိုပြန်ပြီးတော့ test လုပ်ရပါမယ်ဆိုတော့ two step ထဲကနေတစ်ခုပြီးသွားပြီအဲ့ဒီတစ်ခုကကိုယ့်ဖာနဲ့ကိုယ်တိုင်စူးစမ်းရတာပေါ့နော်တကယ်လို့ company တွေမှာပဲဖြစ်ကျောင်းတွေမှာပဲဖြစ်သွားတတ်တယ်ဆိုပေမဲ့လည်းဒီ test ကိုဖာနဲ့ကိုအောင်မရမယ်ဆိုတော့ဒီအရေးအကြီးဆုံးဒီစာသွေးအောင်သွားပြီဆိုရင်တော့ဒီလက်တွေးပေါ့နော်ကောင်းမောင်းတဲ့ဘက်ကိုသွားရမယ်အဲ့ဒီအချိန်ကြာမှပဲကျောင်းမှာပဲတက်မလားဒါမှမဟုတ်ရင်လည်းဒီ company အကြီးတွေမှာပေါ့နော်အလုပ်လုပ်မလားပေါ့တချို့ company အကြီးတွေကသူတို့ကိုယ်တိုင် train ပေးတယ်သူတို့ကိုယ်တိုင်လက်ခပေးပြီးတော့ဒီ driving test ကိုလည်းတင်ပေးတဲ့ဟာတွေရှိတယ်တချို့ကျတော့အဲ့လိုမဟုတ်ဘဲနဲ့ community college တွေမှာတင်ပေးပြီးတော့ကျောင်းဖို့ကိုအလုပ်ရှင်ကနေပေးတဲ့ဟာမျိုးလေးတွေရှိတယ်ဆိုတော့ driving test ကဒုတိယ test ပေါ့နော်အဲ့ဒီထဲမှာဆိုရင် pre-trip inspection basic control ပြီးတော့ road test တွေကိုအဲ့ဒါတွေကို main focus ပြီးတော့ဒီ training အတွင်းမှာတင်ပေးတယ်အဲ့ဒီ test တွေကဒီမှာ training မှာကောင်းတင်ပြီးမှ driver license ရုံးမှာတစ်ခါပြန်ပြီးတော့ test သွားပြန်ဖြေရတယ်အဲ့လိုနဲ့ဒီမှာ driving test အောင်ပြီဆိုမှပဲ commercial driver license ကိုဖြေလို့ရတာဟုတ်ပါတယ်ခုနကတခုပြောဖို့မိသွားတာက road test ဖြေဖို့အတွက်ကတော့ learner permit ရပြီးတဲ့အနည်းဆုံး2ပတ်နောက်ပိုင်းမှာ road test ကိုဖြေလို့ရတယ်အဲ့ဒီအတွင်းမှာခုနပြောရဲပေါ့နော်ဒီ driving test တွေကိုကျောင်းမှာဖြစ်ဖြစ်ဒီအလုပ်မှာပေါ့နော် company ကြီးတွေက training ပေးတဲ့မှာဖြစ်ကိုကတင်ယူပြီးတော့driver license ရုံးမှာ road test တစ်ခါပြန်ပြီးတော့ဖြေရတယ် road test အောင်ပြီဆိုမှပဲ commercial driver license CDL ဆိုတဲ့ဟာကိုရတယ်အဲ့ဒီထဲမှာကိုကရွေးရမှာကclass A ကိုရွေးရပါမယ်တကယ်လို့ဒီ truck အကြီးတွေမောင်းတဲ့ထဲမှာဆိုရင် class A ကိုမရွေးဘူးဆိုရင်ကားကြီးမောင်းလို့မရဘူးဥပမာ bus အသေးတွေဆိုတော့ class B ပေါ့နော်ကိုရီရိုးမောင်းတဲ့ကားအသေးမောင်းတဲ့ဟာက class C အဲ့တော့ class A B C ဆိုပြီးတော့လည်းပိုင်းခြားထားတာရှိတဲ့အတွက်ကြောင့်မလို့ commercial driver license truck မောင်းဖို့အတွက်ဆို
ရင်တော့ class A CDL driver license ကိုလိုပါတယ်စာတွေ့လက်အောင်ပြီးလက်တွေ့လက်အောင်ပြီးဆိုရင်တော့လိုအပ်တဲ့တို့ရဲ့သတ်မှတ်ထားတဲ့ပတ်စံကိုပေါ့နော်ပေးပြီးတော့အခုံပေးဆောင်ပြီးတော့ CDL driver license ကိုရတော့ပါပြီအဲ့လိုဆိုရင်တော့ကိုကြိုက်တဲ့ company မှာလုပ်လို့ရပြီးများတော့အဖြစ်ကတော့ company အကြီးတွေကသူတို့ကိုယ်တိုင်အခုလိုပေါ့နော် driver အသစ်တွေကိုဆိုရင်သူတို့ကိုယ်တိုင် train ပေးတယ်သူတို့ကိုယ်တိုင် hire လုပ်ပြီးတော့သူတို့ကိုယ်တိုင်အလုပ်ပြန်ပြီးတော့ပေးတယ်ဒါပေမဲ့ trick တစ်ခုရှိတာက company အကြီးတွေမှာတင်ပေးတယ်ဆိုရင်သူတို့စီမှာ at least တစ်နှစ်လုပ်ရမယ်နှစ်နှစ်လုပ်ရမယ်ဆိုတော့စာချုပ်စာတမ်းလေးတွေရှိတယ်ဘာကြောင့်လဲဆိုတော့သူတို့ကကျောင်းဖိုးတွေကိုသူတို့ပေးထားပေးတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါပေမဲ့ကိုပတ်စံနဲ့ကိုကျောင်းကိုတက်ထားတယ်ဆိုရင်တော့ကိုကြိုက်တဲ့ company တွေမှာအလုပ်လုပ်လို့ရပါတယ်ဒါပေမဲ့အလုပ်လုပ်တဲ့ချိန်ဆိုတော့နင်တို့ကတော့ company အကြီးတွေကို join ဖို့အတွက် suggestion ပေးချင်တယ်ဘာဖြစ်လို့လဲဆိုရင်တော့ company အကြီးတွေကကို driver license ရချင်းဒီ trainer တွေနဲ့အတူပေါ့နော်အလုပ်ထည့်ပြီးတော့တလားလောက် train ပြီးတော့အလုပ်တစ်ခါတည်းပေးတဲ့အတွက်ကြောင့်မလို့ company အကြီးတွေမှာလုပ်ဖို့ဆိုရင်တော့ driver အသစ်ဆက်လေးတွေဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်အဲ့လို experience မရှိဘဲနဲ့ driver license ပဲရှိတယ်ဆိုရင်တော့ company အသေးတွေမှာကများတော့အဖြစ် hire လေးမရှိဘူးဘာကြောင့်လဲဆိုရင်သူက risk များတဲ့အတွက်ကြောင့်မလို့ဟုတ်တယ်ဒုတိယကတော့ insurance မယူတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်အဲ့လိုဆိုတော့ကိုက new driver ဆိုရင်များတော့အဖြစ် company အကြီးတွေမှာဆက်သွယ်ပြီးတော့ကိုယ့်အတွက်အဆင်ပြေဆုံးအလုပ်တွေကိုမေးမြန်းဖို့အတွက် suggestion ပေးချင်ပါတယ်ကဲအဲ့လိုဆိုရင်တော့နင်တို့ကခုနပြောလို့ပဲနင်တို့ကတော့ new driver ကိုတော့မယူပါဘူးဒါပေမဲ့ 2-year experience ရှိပြီးတဲ့ commercial driver license truck အကြီးကိုနည်းနည်းမောင်းဖူးပြီးတဲ့လူမှာအလုပ်ခန့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကို့မှာ 2-year experience ရှိတယ်နင်တို့နဲ့လည်းလုပ်တွဲလုပ်ချင်တယ်ဆိုရင်တော့နင်တို့ကိုဆက်သွယ်လာပါ company အကြီးတွေမှာကတော့များတော့ဖြစ်စည်းကမ်းကြီးတယ်လိုက်နိုင်ရတဲ့ဟာတွေများတယ်လက်ခနေတယ်ဒါပေမဲ့ချက်ချင်းအလုပ်ခန့်တယ် company အသေးတွေကကျွန်တော် schedule တွေနည်းနည်း flexible ဖြစ်တယ်ပြီးတော့လက်ခများတယ်ဒါပေမဲ့ experience ရှိမှလက်ခံပါတယ်เนาะအဲ့ဒါကြောင့်မလို့ driver လုပ်ချင်တဲ့လူဆိုရင်တော့ဒီ video လေးကိုလည်းကောင်းကောင်းလေးလာပြီးတော့ driver license ရအောင်လုပ်ကြရအောင်ပြီးတော့တကယ်ချင်းတွေလည်းတွေ့ရအောင်မြင်ရအောင်ဆိုပြီးတော့ဒီ video လေးကိုလည်း sharing လုပ်ပေးပါเนาะ thank you bye bye နောက် video မှာမှတွေ့မယ်